တခါတော့ကရွာတရွာမှာ Ramesh ဆိုတဲ့သူတယောက်ကသူ့ရဲ့မိသားစုနဲ့အတူတူပျော်ရွှင်ရွှင်နေထိုင်နေခဲ့ပါတယ်။တရက်မှာတော့ရှာရဒါကကလေးတယောက်ကိုမွေးဖွားပေးခဲ့ပါတယ်။ကလေးလေးကတော်တော်လေးအသားညိုလွန်ပါတယ်။ဒါပေမဲ့မိဘတွေကတော့ကလေးကိုတအားတန်ရောစင်ကြည့်ပြီးချစ်ကြပါတယ်။ကလေးလေးရဲ့နာမည်ကိုလည်း Muskan လို့ထားခဲ့ကြပါတယ်။နောက်ထပ်တစ်နှစ်ကြာမြင့်သွားတာနဲ့သူတို့လည်းသားလေးတယောက်ထပ်ပြီးမွေးဖွားခဲ့ကြပါတယ်။ကလေးလေးကတော့နာမည်Nicoleဖြစ်ပါတယ်။သားဖြစ်သူအသက်2နှစ်အရွယ်ရောက်ရှိလာခဲ့တဲ့အခါမှာတော့မိခင်ဖြစ်သူတော်တော်လေးမကြမ်းမမာဖြစ်နေခဲ့ပါတယ်။နောက်တော့သူလည်းကွယ်လွန်သေဆုံးသွားရပါတယ်။အခုဆိုရင်တော့တနာစရာကောင်းတဲ့ဖခင်ဖြစ်သူတယောက်တည်းကပဲကလေး2ယောက်လုံးကိုပြုစုဆောက်ရှောက်ပေးနေခဲ့ရတာပါ။အချိန်တွေကုန်ဆုံးလာခဲ့ပြီးMuskanကတော့အသက်5နှစ်အရွယ်ရောက်ရှိလိုလာခဲ့ပါပြီ။သမီးနဲ့သားနဲ့2ယောက်လုံးကိုကြောင်းအပ်ပေးထားပြီးနောက်နေ့စပြီးတော့ကြောင်းသွားတက်ရမယ်ကြားလား။စာကိုလည်းစူးစမ်းလေ့လာသင်ယူနော်။မောင်နှမ2ယောက်လုံးကလည်းကြောင်းသွားတက်ရမယ်ဆိုတာကိုသိသွားတဲ့အခါမှာဝမ်းသာပျော်ရွှင်နေကြပါတယ်။သူမကြောင်းကိုရောက်သွားတဲ့အခါမှာတော့အရှိဆုံးအတန်းမှာသွားထိုင်ခဲ့ပါတယ်။ဟဲ့ဟိုမိန်းကလေးနင်ကဘယ်သူလဲအရင်တော့နင့်ကိုငါမတွေ့ဘူးပါဘူး။သမီးနာမည် Muskan ပါဆရာမဒီနေ့မှကြောင်းအပ်ပြီးကြောင်းလာတတ်တာ။အမလေးဟဲ့နာမည်နဲ့လူနဲ့နည်းနည်းလေးတော့မလိုက်ဘူး။ကဲသွားငါနင့်ကိုအရှိမမြင်ချင်ဘူးအနောက်မှာသွားထိုင်။နင်ရဲ့ရုပ်ကိုကြည့်နေရတဲ့အတွက်ကြောင့်မို့လို့ငါစာတောင်ဖြောင်းတင်နိုင်မှာမဟုတ်ဘူးဟဲ့။Muskan တယောက်အရန်ကိုဝမ်းနဲ့သွားခဲ့ပြီးအနောက်ဆောင်ခုံမှာသွားထိုင်နေခဲ့ပါတယ်။သူမစဉ်းစားထားတဲ့အရာတွေကတော့အမှန်တကယ်ဖြစ်မလာခဲ့ပါဘူး။ဆီယာမကတော့သူမအသားညိုလွန်တဲ့အတွက်ကြောင့်မို့လို့ယွန်ရှာမုန်းတီးနေခဲ့ပါတယ်။သူမပေါ်ကိုလည်းဆက်ဆံတဲ့ပုံစံကဒဇက်ကလေးမှမကောင်းလှပါဘူး။ဒီအကြောင်းလေးကိုတော့သူရဲ့အဖေကိုသူဘယ်တော့မှပြန်လဲပြောပြခဲ့ခြင်းလည်းမရှိပါဘူး။သူမစာအရန်တော်တဲ့အကြောင်းသူလေးတယောက်ဖြစ်ပေမဲ့ဆီယာမကတော့သူမကိုမုန်းတီးနေတုံးပါပဲ။တရားမှာတော့မောင်နှမ2ယောက်လုံးကြောင်းသွားနေရင်လည်းအိမ်စာစာအုပ်အိမ်မှာပဲကြံခဲ့ပါတယ်။ကျောင်းကိုရောက်ရှိသွားခဲ့တဲ့အခါမှာဆီယာမကအားလုံးရဲ့အိမ်စာစာအုပ်တွေကိုလိုက်စစ်နေရင်Muskanအလှည့်ကိုရောက်ရှိလာပါတယ်။သူမလည်းစာအုပ်တွေကိုလိုက်ရှာခဲ့ပေမဲ့ရှာလို့မတွေ့ခဲ့ပါဘူး။ကဲအဲ့ဒီမှာထိုင်ပြီးတော့ဘာလုပ်နေရလဲနင်ဒီကိုလာခဲ့စမ်းအိမ်စာစာအုပ်အမြန်ယူခဲ့လေ။သမီးအိမ်စာလုပ်ခဲ့ပါတယ်ဆီယာမရဲ့ပြီးတော့အိမ်စာစာအုပ်ကိုလည်းထည့်လာခဲ့တယ်လို့ထင်တယ်။ဒါပေမဲ့အိမ်စာစာအုပ်ကအခုမရှိတော့ဘူး။နင်တို့လိုကလေးတွေအကြောင်းငါကောင်းကောင်းသိတယ်အခုချက်ချင်းဒီကိုလာခဲ့စမ်းသူမကလည်းကြောက်ကြောက်လန့်လန့်နဲ့ဆီယာမနာသွားလိုက်ပါတယ်အဲ့ဒီနေ့မှဆီယာမကတန်တွေအများကြီးစိုက်ထားတဲ့ဒုတ်တစ်ချောင်းကိုကင်ထားခဲ့ပါတယ်လက်ကိုအရှိထုတ်လိုက်စမ်းဆီယာမရဲ့တမီတောင်းပန်ပါတယ်နော်တမီအင်စာစာအုပ်ကိုတကယ်ယူလာခဲ့တယ်အင်စာလည်းလုပ်ပြီးပြီတမီပြောတာကိုယုံပါဟဲ့ငါနဲ့ကိုလက်ဖြန်းဆိုပြီးတော့ပြောနေရလေနင်နားမလည်ဘူးလားသူမကလည်းကြောက်ကြောက်လန့်လန့်နဲ့လက်ဖြန်းလိုက်ပါတယ်ဆီယာမကတန်တွေအများကြီးစိုက်ဝဲနေတဲ့ဒုတ်ကိုယူပြီးတော့Muskanရဲ့လက်ကိုရှိုက်ပါတယ်Muskanလည်းငိုပဲငိုနေခဲ့ပြီးသွေးတွေအများကြီးထွက်လာခဲ့ပါတယ်တောင်းပန်ပါတယ်ဆီယာမရဲ့မရိုက်ပါနဲ့နော်အရန်နာလို့ပါမရိုက်ပါနဲ့ရှင်မရိုက်ပါနဲ့ငါဘယ်တော့မှကလေးတွေကိုခွင့်မလွှတ်တတ်ဘူးငါကလေးတွေကိုအမြဲတမ်းအပြစ်ပဲပေးတာနားလေလားနင်းလိုမျိုးအသားညိုတွေမိန်းကလေးကိုဆိုရင်တော့ငါနည်းနည်းလေးမှကြည့်ရတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့အပြစ်နှစ်ဆပေးမယ်ဆီယာမကMuskanကိုတစ်ချိန်ကုန်လုံးရိုက်နေခဲ့တဲ့အတွက်သူမတော်တော်လေးနာကျင်သွားပါတယ်Muskanရဲ့ဆီယာမတော့ Muskanကိုအမြဲတမ်းအခုလိုမျိုးကြီးလေးတဲ့အပြစ်တွေကိုပေးတတ်ပါတယ်ဒီလိုနဲ့တရားမှာတော့သူမရဲ့အပြစ်ပေးမှုကအလွန်အကျွံဖြစ်သွားခဲ့ပါတယ်ကျောင်းရဲ့အပေါ်ဆုံးတက်မှာသူမကိုနေပူကျဲကြီးတဲ့ဖနက်ချွတ်ပြီးမတ်တက်ရခိုင်ထားခဲ့ပါတယ်သူမရဲ့အချိန်တွေကတော်တော်လေးကိုဆိုးရွားသွားခဲ့တဲ့အခါမှာတော့မူးပြီးအပေါ်ရက်ကနေလဲကျသွားပါတယ်အောက်ကိုရောက်တာနဲ့သူမပွဲချင်းပြီးကွယ်လွန်သွားပါတယ်ဖခင်ဖြစ်သူကအဲ့ဒီအချိန်မှာမျိုးပေါ်ကိုသွားနေခဲ့ပြီးအလုပ်ကိစ္စကြောင့်ရွာမှာမရှိပါဘူးသူလည်းသမီးဖြစ်သူကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုကြားတာနဲ့ချက်ချင်းရွာကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့သူ့သမီးလေးရဲ့မျက်နှာကိုလည်းမမြင်တွေ့လိုက်ရတယ်လို့မျိုးဘလို့သေးဆုံးသွားလဲဆိုတာကိုလည်းမသိရပါဘူးရွာသူရွာသားတွေအားလုံးစုပြီးသူမရဲ့ခရီးကိုလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်သမီးလေးသေဆုံးသွားတဲ့အတွက်ဖခင်ဖြစ်သူလည်းဝမ်းနဲ့မဆုံးဖြစ်နေကြတာပေါ့ဒီလိုနဲ့ရက်နေငယ်ကြာမြင့်သွားတာနဲ့သားဖြစ်သူကိုကြောင်းသွားပို့ခဲ့ပါတယ်သူကလေးကိုကြောင်းပို့ပြီးပြန်လာနေခဲ့တဲ့အချိန်မှာပဲကြောင်းခမိုးတက်မှာကြောက်စရာကောင်းတဲ့တရေမောင်လေးတစ်ကောင်ကိုမြင်တွေ့ခဲ့ရပါတယ်သူလည်းအနီးနောက်ကိုအမြန်တိုးကပ်ပြီးသွားကြည့်ခဲ့တဲ့အခါမှာတော့ဘယ်သူမှရှိမနေခဲ့ပြန်ပါဘူးအခုတော့ကဒီမှာတဲရောက်ရှိနေခဲ့တယ်မဟုတ်လားအသားအရန်ကိုမဲတူးနေတဲ့တရေမလေးတစ်ကောင်နဲ့တူပါတယ်သူဘယ်ရောက်သွားတာလဲသူရဲ့အဖေပျောက်ကွယ်သွားခဲ့တဲ့အခါမှာတော့တရေမလေးပြန်လဲရောက်လာပါတယ်ဒီနေ့မှလည်းဆီယာမကကလေးတွေကိုနေ့စဉ်နေ့တိုင်းလိုမျိုးပဲရိုက်နှံနှိပ်စက်နေခဲ့ပါတယ်အမလီကတော့ကျောင်းစတင်ကအပြင်ကနေတရေမကြီးဘာလုံးနေလဲဆိုတာကိုလာကြည့်နေခဲ့ပါတယ်ဆီယာမရဲ့တန်တွေအများကြီးစိုက်ထည့်ထားတဲ့ဒုတ်ကိုကြည့်ပြီးတော့မိန်းကလေးကမော်စောရီတောင်းလိုက်တဲ့အချိန်မှာတော့ဒုတ်ကအလိုလိုလေးပေါ်ကိုပြန်ဝဲလာခဲ့ပါတယ်ဒုတ်ကဆီယာမကိုသူ့အလိုလိုရိုက်နေခဲ့တဲ့အချိန်မှာပဲဆီယာမကနာကျင်လုံးလို့အော်ဟစ်နေခဲ့ပါတယ်တရေမလေးကလည်းအော်ပြီးရရင်နေခဲ့ရတာပေါ့
ကဲဘလို့လဲအခုပြောစရာကောင်းလားအခုပြောစရာကောင်းသွားပြီလားဘယ်သူလဲငါ့ကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်နေရလဲအမလေးရှင်ကျမတော့ဒုက္ခရောက်ပြီကျမတေးပြီးနဲ့တူပါတယ်ကျမကိုကယ်ကြပါအောင်ရှင်ဒါရီဘာရီဖြစ်နေရလဲဘယ်သူကအခုလိုမျိုးလုပ်နေရလဲဘယ်သူလဲဒီမှာဘယ်သူရှိနေရလဲပြောစမ်းဒီနေရာမှာတရေတွေတဆေတွေရှိနေတာတော့မဟုတ်ပါဘူးနော်အိုဖယားတခင်ကျမကိုကယ်ပါအောင်ရှင်ကျမကိုကယ်ကြပါအောင်ခလေးတွေကရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ကြပြီဆီယာမကတော့နေရာကနေချက်ချင်းထွက်ပြေးသွားပါတယ်တရက်မှာတော့နေလေစာထမင်းစားချိန်မှာဆီယာမထမင်းစားတောင်းနေခဲ့ပါတယ်အရင်တုန်းကငါဒီမှာကြောင်းတက်တုန်းကဆိုရင်တော့ငါ့ကိုထမင်းကောင်းကောင်းစားခွင့်မပေးခဲ့ဘူးနော်ဒီနေ့နေ့ကိုငါဘလို့ထမင်းကျွေးပြမလဲဆိုတာကိုနင်းစောင့်ကြည့်နေလိုက်လေခလေးမလေးကလည်းလက်ကိုလေပေါ်မှာမြောက်ပြီးထမင်းတွေအကုန်လုံးကိုပြန်ဝဲစေလိုက်ပါတယ်ဒုက္ခပဲဒါဘာဖြစ်တာလဲဘာတွေဖြစ်နေရလဲဒါကဘလို့ဖြစ်ရတာလဲဒီမှာတရေတွေတဆေတွေရှိနေတာများလားမသိဘူးနင်းဟိုဒီပုံစံအတိုင်းမြင်တွေ့လိုက်ရတာငါတော့ရမ်းဝမ်းသာမိရဲ့တိလားငါပြောတဲ့ပုံစံအတိုင်းပဲလုပ်တော့မယ်ဟေ့ဆီယာမကတော့အနီးနားပတ်ဝန်းကျင်မှာပဲသူကိုမတွေ့ပါဘူးသူလည်းသူ့ကိုယ်သူကောက်ွယ်ဖို့အတွက်စူးစမ်းပေမဲ့အရာမထင်လာခဲ့ပါဘူးဒီလိုနဲ့ဆောင်းမကြီးကလည်းဆီယာမကိုဒီပုံစံအတိုင်းပဲနှိပ်စက်နေခဲ့ပါတယ်ညမို့ချုပ်သွားခဲ့တဲ့အခါမှာဆီယာမအိမ်ပြန်ပြီးအေးအေးဆေးဆေးအိမ်နေခဲ့ပါတယ်ဆောင်းမလေးရောက်ရှိလာခဲ့ပြီးနောက်မှာတော့ဆီယာမကတင်ပေးနာမှာတွားရဲလိုက်ပါတယ်ငါအသားညိုလုံးတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးငါ့ကိုဆက်ဆံခဲ့ရမလားနေကငါအသားညိုတာကိုမကြိုက်ဘူးလေအသားညိုတာဘလောက်တောင်မှစိတ်ညစ်စရာကောင်းလဲဆိုတာကိုသိအောင်လုပ်ပြမယ်ဒီလိုနဲ့တရေမလီကလေးဆီယာမရဲ့နာမှာလက်ကိုလှည့်လိုက်တာနဲ့ဆီယာမခန္ဓာကိုယ်တစ်ခုလုံးညိုသွားခဲ့ပါတယ်တရေမလီကလည်းဒါတွေကိုမြင်တွေ့ခဲ့ရတဲ့အတွက်ဝမ်းသာပျော်ရွှင်လောနေခဲ့ပါတယ်အခုကိုရုပ်ကိုကြည့်ပြီးတော့ဝမ်းနဲ့နေလိုက်တော့အခုငါဘလောက်တောင်မှစိတ်ပြတ်ဝမ်းနဲ့စရာကောင်းတဲ့ဘဝကိုရှင်သန်ခဲ့ရလဲဆိုတာကိုချင်းစာကြည့်လိုက်စမ်းနောက်နေ့မနက်မိုးလင်းဆီယာမမှန်နေမှသူ့ကိုယ်သူကြည့်လိုက်တာနဲ့အံ့အားသင့်သွားခဲ့ရပါတယ်သူကလည်းအတန်အကျယ်ကြီးနဲ့အော်ခဲ့တာပေါ့ဒါဘလို့ဖြစ်တာလဲဘလို့ဖြစ်ရတာလဲငါဘလို့ဖြစ်ပြီးတော့အသားမဲသွားတာလဲဆီယာမကလည်းမျက်နှာကိုတေးသေးချာချာတစ်ခဲ့ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူးညရင်းချင်းသူဘလို့အသားမဲသွားခဲ့လဲဆိုတာကိုလည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်သူကလည်းမိတ်ကပ်တွေအများကြီးလိမ့်ပြီးနောက်မှာတော့ကျောင်းကိုထွက်လာခဲ့လိုက်ပါတယ်သူကျောင်းကိုရောက်လာတဲ့အခါမှာတော့တရေမလေးကသူ့ကိုကြိုးပြီးစောင့်မျှော်နေခဲ့ပါတယ်ဘယ်အချိန်ထိသူ့ရဲ့ဒီအသားရောင်ကိုဖုံးကွယ်ထားအောင်မလဲသူ့ရဲ့အမှန်တရားတွေကိုအားလုံးသိသွားအောင်လို့ငါလုပ်ပြလိုက်မယ်တရေမလေးကမိုးရွာချပေးလိုက်တဲ့အချိန်မှာဆီယာမရဲ့မိတ်ကပ်တွေအားလုံးပျက်စီးသွားခဲ့ရပါတယ်ဆီယာမရဲ့ပုံစံအသစ်ကိုမြင်တွေ့ခဲ့ရတဲ့ကလေးတွေကလည်းလှောင်ပြောင်တရောကြတာပေါ့ဆီယာမကချက်ချင်းပဲအတန်းနဲ့ဝင်သွားခဲ့ပြီးစာအုပ်ကိုမျက်နှာရှင်းမှာကွဲထားပြီးစာသင်ကြားပေးလိုက်ပါတယ်ဒါမှလည်းသူ့ကိုဘယ်သူမှမတွေ့မြင်နိုင်ပါလေတရေမလေးကစာသင်ခန်းနဲ့ဝင်လာခဲ့ပြီးနောက်မှာတော့ဆီယာမရဲ့စာအုပ်ကိုယူလွှတ်ပစ်ခဲ့ပါတယ်ကလေးတွေကလည်းရုပ်ဆိုးတဲ့ဆီယာမကိုကြည့်ပြီးတော့ရီမောလှောင်ပြောင်ခဲ့ကြတာပေါ့ဘာလဲဘာလို့ရှင်နေကြတာလဲနင်တို့ငါ့ကိုလှောင်နေကြတာလားနင်တို့ငါအသားညိုသွားတယ်ဆိုတာနဲ့ပဲငါ့ကိုလှောင်ပြောင်တရောခွင့်ရှိသွားပြီလို့ထင်နေကြတာလားနင်တို့အေးအေးဆေးဆေးထိုင်ပြီးတော့စာလုပ်ကြစမ်းဆီယာမလည်းစိတ်ဆိုးဒေါသထွက်ပြီးအခန်းထဲကအပြင်ကိုထွက်သွားခဲ့တဲ့အချိန်မှာចောင်းသားလေးတအုပ်ကပြောခဲ့ပါတယ်ဆီယာမကမုစကန်ကိုဒုက္ခပေးတဲ့အချိန်တုန်းကကြတော့ဒီအကြောင်းတွေကိုမသိခဲ့ဘူးလားဆီယာမကခလေးလေးရဲ့စကားကိုကြားနေခဲ့ပေမဲ့မသိချင်အောင်ဆောင်ပြီးထွက်ခွာခဲ့ပါတယ်ဟုတ်တယ်နော်အခုနကလေးလေးပြောတဲ့စကားမှန်တော့လည်းမှန်ပါတယ်ငါမုစကန်ဆိုတဲ့ကောင်မလေးကိုတော်တော်လေးဒုက္ခပေးခဲ့မိရပဲဆီယာမကတော့ထိုင်ကုန်လေးမှထိုင်ပြီးနောင်တရနေခဲ့ပါတယ်အဲ့ဒီနေ့မှဖခင်ဖြစ်သူကတော့သူ့သားလေးကိုကျောင်းဆင်ချိန်မှာကျောင်းလာကြိုပေးခဲ့ပါတယ်ဒီနေ့မှလည်းတရေမလေးတယောက်ကိုသူကျောင်းခါမိုးတက်မှမြင်တွေ့ခဲ့ရပါတယ်ဒါရီအားလုံးဘာဖြစ်နေရလဲဆိုတာငါသိအောင်လုံးမဖြစ်တော့မယ်အဲ့ဒီမိန်းကလေးကတခြားသူမဟုတ်ပဲငါရဲ့သမီးလေးများဖြစ်နေမလားမသိဘူးသူ့ကိုငါခဏခဏမြင်တွေ့နေရတာထူးဆန်းနေဒါနဲ့ကြည့်ရတာသူတခုခုမကောင်းတာဖြစ်သွားတယ်နဲ့တူတယ်ခဏလေးနေကတရေမလေးမဟုတ်ဘူးနေကငါရဲ့သမီးလေးဟုတ်တယ်မလားပြောပါအောင်မုစကန်သမီးလေးမုစကန်ဟုတ်တယ်မလားဟုတ်ပါတယ်အဖေဒီလိုနဲ့မုစကန်ကလည်းသူ့အဖေကိုကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြလိုက်ပါတယ်ဖခင်ဖြစ်သူကလည်းဒေါသတွေအကြီးကျယ်ထွက်နေခဲ့တာပေါ့အေးနေရဲ့ဆီယာမကိုငါလုံးဝအလွတ်ပေးမှာမဟုတ်ဘူးအဲ့ဒီဆီယာမကြောင့်လည်းငါသမီးလေးဒီနေ့ငါနဲ့အတူတူမရှိတာဆီယာမကိုတော့သူ့ရဲ့အမားတွေအပြစ်တွေအားလုံးအတွက်သမီးအပြစ်ပေးလိုက်ပြီးအဖေရဲ့သူတသက်အလုံးအသားညိုတာကဘလောက်တောင်မှကြိမ်စာလိုမျိုးဖြစ်နေလဲဆိုတာကိုသိသွားလိမ့်မယ်သူကိုယ်တိုင်လည်းသူမှားခဲ့တဲ့အပြစ်တွေအမားတွေအတွက်နောင်တရနေပြီအဖေရဲ့သမီးအခုဒီကိုလာတယ်ဆိုတာကအဖေကိုပြောပြချင်လို့ပါသမီးအခုလိုမျိုးတေဆောင်သွားခဲ့ရတာကမတော်တဆဖြစ်ရတခုမဟုတ်ပါဘူးသမီးကိုအားလုံးကဒီလိုဖြစ်အောင်လုပ်ခဲ့ကြတာဒီအချိန်မှာဖခင်ဖြစ်သူကဆီယာမကိုလိုက်ရှာနေခဲ့ပေမဲ့ဆီယာမကိုဘယ်မှရှာမတွေ့ခဲ့ပါဘူးနောက်တော့တီးခဲ့ရတာကဆီယာမကကျောင်းကနေအမြဲတမ်းအတွက်ထွက်ခွာသွားခဲ့ပြီဆိုတာပါပဲသူလည်းစိတ်ပြတ်ဝမ်းနေစွာနဲ့အိမ်ကိုပြန်သွားခဲ့တဲ့အချိန်မှာဆီယာမကအိမ်ကိုရောက်ရှိနေပြီးသူ့ကိုစောင့်ဆိုင်နေခဲ့ပါတယ်မုစကာနီရဲ့အဖေကိုတွေ့ရတဲ့ဆီယာမကလည်းလက်အုပ်ချပြီးတောင်းပန်ရင်ငိုနေခဲ့ပါတယ်ကျမမှားသွားပါရဲ့ရှင်ကျမကိုခွင့်လောက်ပါနော်ဒါရီအားလုံးကကျမကြောင့်ဖြစ်ရတာပါကျမကရှင်ရဲ့သမီးလေးအပေါ်ကိုမတရားလုပ်ခဲ့မိတယ်အခုတော့ကျမဘလောက်တောင်မှားသွားလဲဆိုတာကိုနားလည်ပြီ
ကျမကိုကြိုက်တဲ့အပြစ်သာပေးလိုက်ပါတော့ရှင်ကျမသဘောတူတယ်ဒီအချိန်မှာဖခင်ဖြစ်သူနဲ့ဆီယမစကားပြောနေတဲ့အချိန်ကလေးလေးဝင်လာပါတယ်ကောင်းပြီလေနောင်တရတယ်ဆိုရင်တော့ရပြီတော့ဆီယမမလားကလေးတွေကိုစားပဲတင်နောက်ဘယ်တော့မှကလေးတွေကိုမနှိမ်နဲ့အေးပါမိုစကာနဲ့ငါနဲ့စကားနားထောင်ပါပါငါလုပ်ခဲ့တဲ့အပြစ်တွေအတွက်လည်းတတ်လုံးနောင်တရနေပါတယ်အဒီနောက်ဆီယမကလည်းမတမစွမ်းကြောင်မှပညာသင်ကြားနေခဲ့ပြီးကလေးတွေကိုလည်းတအားချစ်ပါတယ်တို့နဲ့သူမှားခဲ့တဲ့အမှားတွေကိုစေကြောနေခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲအခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်